Hello ဒါတာဝက်မှာနိုးနဲ့နှုတ်ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ lactose ကိုမချေဖျက်နိုင်တဲ့အခြေအနေဖြစ်တဲ့lactose intolerance အကြောင်းလေးကိုပြပြပေးသွားပါမယ်။နိုးနဲ့နှုတ်ထွက်ပစ္စည်းတွေမှာပါတဲ့နိုးတကြားလို့ခေါ်တဲ့ lactose ကိုချေဖျက်ဖို့ဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့ဥသိမ်းထဲမှာ lactase ဆိုတဲ့ enzyme ကထွက်ပါတယ်။ဒီ enzyme ကနိုးနဲ့နှုတ်ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ lactose ကိုချေဖျက်ပေးရပါတော့။ lactose intolerance မှာဆိုရင်ဒီ lactase enzyme ကနည်းနေတာသို့မဟုတ်မရှိတာဖြစ်နိုင်ပါတယ်။ lactose intolerance မှာဆိုရင်အမျိုးအစားတွေရှိရပေါ့နော်။တချို့ကြတော့မျိုးလိုက်တာရှိရတချို့ကြတော့မွေးကလေးကဒီ lactase ဆိုတဲ့ enzyme ပါမလာတာရှိရပေါ့နော်။ဒါရှိပေမဲ့လည်းတော့ရှားပါတယ်။ဆိုကြတော့အရင်တော့ကတော့ lactase ဆိုတဲ့ enzyme ရှိရဒါပေမဲ့သူရဲ့ဥလန်းချောင်းရဲ့ lining လေးတွေကထိုးဖို့ဖြစ်သွားတယ်ပေါ့နော်။ဥပမာဥလန်းချောင်းရောင်းတာဖြစ်ပေါ့နော်။အဲ့လိုမျိုးပိုးဝင်တာဖြစ်ဆိုရင်အဲ့ဒီမှာဆိုရင်ဒီ lining တွေကပြတ်သွားတဲ့အတွက် lactase enzyme ကမရှိတာသို့မဟုတ်နည်းသွားတာဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုအခြေအနေမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ဒီလို lactose intolerance မှာဆိုရင်ဘယ်လိုလက္ခဏာတွေတွေ့ရမလဲဆိုတော့ကလေးကဒီစားစာတွေစားမိပြီဆိုရင်အန်နဲ့ပြီးတော့ bite နာတယ်ပြီးတော့ bite ကပွားတယ်ပြီးတော့လေလဲတာများတယ် bite ထဲမှာလေတွေလှုပ်ရှားမှုတာများဖြစ်နိုင်တယ်ပြီးတော့ဝမ်းအရည်တွေသွားတယ်ပေါ့နော်နိုးဆိုးတဲ့ကလေးတွေမှာဆိုရင်နိုးအကောင်မဆိုးတာဖြစ်နိုင်တယ်ပြီးတော့diaper rash လို့ rash တွေရနိုင်တယ်ပေါ့နော်သူရဲ့ဝမ်းက acid ဘက်ရောက်တဲ့အတွက်diaper လောင်သလိုမျိုး diaper rash တွေရတာမျိုးဖြစ်နိုင်ပါတယ်ကိုကကလေးစီမှာဒီလိုလက္ခဏာတွေတွေ့ပြီဆိုရင်ကိုက lactose intolerance လို့သတ်မှတ်လိုက်ပြီးတော့ကိုနေလို့မရဘူးပေါ့နော်တခြားလက္ခဏာတွေနဲ့မှားနိုင်တာလည်းရှိရဲတို့ကြတော့လေဒီ lactose intolerance ကကောင်းမဲ့ allergy နဲ့မတူဘူးပေါ့နော်တချို့ကြတော့ကောင်းမဲ့ allergy နဲ့မှားတတ်ကြတယ်အဲဒါမှမဟုတ်ဒီလိုလက္ခဏာတွေတွေ့ရမယ်ဆိုရင်ကိုကဆရာဝန်နဲ့ပြမယ်ပေါ့နော်အဲ့မှာ clear one ကိုစစ်ပေးမယ်ပေါ့နော်ပြီးရင်လိုအပ်တဲ့ကုသမှုတွေပေးမယ်ပေါ့နော်Okay နိုးတောင်းနေတဲ့ကလေးဆိုရင်ခဏ lactose free formula တိုက်ခိုင်းပါတယ် lactose free formula တိုက်ပြီးတော့အခြေအနေစောင့်ကြည့်ရပါတော့ပြီးမှသူတောက်တဲ့မိခင်တို့ပဲဖြစ်ဖြစ်formula ဖြစ်ပြန်တိုက်တာရှိပါတယ်နည်းနည်းကြီးတဲ့ကလေးတွေမှာကြတော့သူတို့ဆိုရင် lactase ပါတဲ့ဆေးတစ်မျိုးပေးတာရှိရပါတော့တချို့တွေကကြတော့အဲ့ဒီအခြေအနေခဏအတွင်းမှာပေါ့နော် lactose intolerant ဖြစ်တဲ့ခဏအတွင်းမှာဆိုရင်နိုးနတ်ထွက်ပစ္စည်းတွေရှောင်ရတာပါတယ်အဲဆိုရင်တော့နိုးနတ်ထွက်ပစ္စည်းတွေရှောင်ရတဲ့အတွက်ကယ်လ်ဆီယမ်တို့ဗိုက်တာမင်ဒီတို့ကိုတခြားနိုးနတ်ထွက်ပစ္စည်းတွေကမရတဲ့အတွက်တခြား source ကနေရအောင်တခြားကယ်လ်ဆီယမ်ဗိုက်တာမင်ဒီတွေပြည့်ဝအစားအစာတွေကလေးတွေကိုလည်းကျွေးပေးသင့်ပါတယ်နော်